အားလုံးပဲမင်္ဂလာပါမိပဲဖြစ်ပါတယ်မိဒီနေ့ဒီဗီဒီယိုလေးထဲမှာလည်းမင်းနာတော့ဒီဖုန်းကအခန်း3နဲ့က grammar pattern 9ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ပထမဆုံး pattern ကတော့ကိုကိုကဘာရှော့ဒစ်ဆိုတာပဲဖြစ်ပါတယ်ဘာရှော့ဆိုတဲ့နေရာမှာနေရာဝင်မယ်ပေါ့နော်ဒီနေရာမှာကကျောင်းတို့နေရာတို့မြို့တို့အစရှိတဲ့ပြည်နေရာပြပုတ်အကုန်သုံးလို့ရပါတယ်ဥပမာဖြင့်ကိုကိုကဒါရိုက်တယ်ここは大学です。ဒီနေရာကတက္ကသိုလ်ဖြစ်ပါတယ်။ここは東京です。ここは東京です。ဒီနေရာက東京မြို့ဖြစ်ပါတယ်။ここは教室です。ここは教室です。ဒီနေရာကစာသင်ခန်းဖြစ်ပါတယ်။ဒီလိုသုံးလို့ရပါတယ်။ဆိုရင်ဒုတိယပတန်ကကြတော့場所はここですဖြစ်ပါတယ်။အဲ့ဒါကကြတော့ဒီနေရာကဒီနေရာဖြစ်ပါတယ်ပေါ့နော်။ဒီနေရာကြတော့ဘာရှော့ကိုမပြောင်းမဲနဲ့ဒီကိုကိုဆိုတဲ့နေရာကိုပြောင်းမယ်ပေါ့နော်ကိုကိုဆိုတဲ့နေရာကိုဘယ်လိုပြောင်းမလဲဆိုရင်ကိုကိုလည်းထည့်လို့ရတယ်ဆိုကိုလည်းထည့်လို့ရတယ်ကိုကိုကဒီနေရာဆိုကိုကအဲ့နေရာအဆိုကိုကကြတော့အဲ့ဒီနေရာကိုပြောတဲ့လူရောနားထောင်တဲ့လူနဲ့ဝေးတဲ့နေရာပေါ့နော်ဆိုကိုကကြတော့ပြောတဲ့လူနဲ့ဝေးပေမဲ့နားထောင်တဲ့နေရဲ့လူဆိုရင်ဆိုကိုလို့သုံးပါတယ်ဒီဘာရှော့ကိုမေးချင်တဲ့ခါကျရင်တော့ဒီဆိုကိုကိုအဆိုကိုနေရာမှာဒုကိုထည့်ပါတယ်ဒီ場所はどこですかဆိုရင်ဒီနေရာကဘယ်မှာပါလဲပေါ့နော်ဥပမာ東京はどこですか東京ကဘယ်နေရာပါလဲ教室はどこですかစာသင်ခန်းကဘယ်နေရာပါလဲ大学はどこですかတက္ကသိုလ်ကဘယ်နေရာပါလဲဖြစ်ပါတယ်သုံးပတ်တန်ကကြတော့လူပဲဖြစ်ဖြစ်ပစ္စည်းပဲဖြစ်ဖြစ်နေရာပဲဖြစ်ဖြစ်သူတို့ကအဲ့ဒီနေရာမှာရှိပါတယ်ကိုပြောချင်တာပေါ့နော်နံပါတ်1ပတ်တန်မှာအဲ့ဒါကဘယ်မှာလဲကို大学はどこですかလို့မျိုးမေးကြရမလားမတော့ကကြတော့သူ့အဖြေပုံစံပေါ့နော်場所物人は何々ですဆိုပြီးတော့ပါတယ်ဥပမာ大学は東京ですတက္ကသိုလ်ဟာ東京မြို့မှာရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက自動販売機は2階です自動販売機は2階တဲ့အေးကိုအလိုလျောက်ရောင်းတဲ့ဆက်ကလွာမှာရှိပါတယ်လို့ပြောတာပါခုပစ္စည်းလေးထည့်ပြီးသွားပြီးနေရာလေးထည့်ပြီးပြီဆိုရင်ဒီလူထည့်ကြည့်မယ်ပေါ့田中さんは事務室です田中さんは事務室です田中さんはရုံးခန်းဖြစ်ပါတယ်မဟုတ်ဘဲနဲ့田中さんကရုံးခန်းမှာရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မလေးပတ်တန်ကတော့場所はこちらですဆိုတာပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီနေရာဘာရှော့ဆိုတာနေရာပေါ့နော်အဲ့ဒီနေရာကဒီမှာဖြစ်ပါတယ်ဆိုတာပေါ့ဒီကိုချီရာဆိုတဲ့နေရာမှာကိုချီရာတခုလည်းမဟုတ်ပဲနဲ့ဆိုချီရာအချီရာဒူချီရာဆိုတဲ့အမျိုးမျိုးနေရာမှာအဲ့ဒီနေရာမှာအဲ့နေရာမှာဘယ်နေရာမှာဆိုပြီးတော့အဲ့လိုမျိုးသုံးလို့ရပါတယ်事務室はこちらですရုံးခန်းကဒီဘက်ဖြစ်ပါတယ်トイレはそちらですトイレကအဲ့မှာဖြစ်ပါတယ်教室はあちらですစာသင်ခန်းကတော့အဲ့ဒီဘက်မှာဖြစ်ပါတယ်ဆိုတော့နည်းနည်းအလှမ်းဝေးတဲ့နေရာပေါ့နော်အဲ့ဒီဘက်မှာဖြစ်ပါတယ်ဒါဆိုရင်တစ်ခုမေးချင်တယ်ပေါ့နော်တိုရှောကန်ဆိုတဲ့စာကြည့်တိုက်ပေါ့နော်ကိုကမေးမယ်ဆိုရင်တိုရှောကန်はどちらですかဆိုတဲ့အနောက်မှာကာဆိုတဲ့အမေးစကားလုံးလေးထည့်ပြီးတော့တိုရှောကန်はどちらですかဆိုပြီးတော့မေးလို့ရပါတယ်ဆိုရင်နံပါတ်5ပတ်တန်ဖြစ်ပါတယ်နံပါတ်5ပတ်တန်ကတော့ကိုယ့်အကြောင်းမေးဆက်တဲ့ခါကျရင်သုံးပါတယ်ခုနီခိုင်ရှာ大学は何々ですဆိုပြီးတော့သုံးပါတယ်ဥပမာမိကမြန်မာနိုင်ငံဆိုရင်ခုနီはမြန်မာですခုနီはမြန်မာです会社は IMC ですဥပမာ IMC 会社မှာအလုပ်လုပ်နေပါတယ်စာတင်နေတဲ့အကြောင်းသားဆိုရင်大学は東京大学です大学は東京大学ですဒါဆိုရင်တက္ကသိုလ်က東京တက္ကသိုလ်ဖြစ်ပါတယ်東京တက္ကသိုလ်မှာစာတင်နေပါတယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်ဒီနံပါတ်6ပတ်တန်ကကြတော့ပစ္စည်းတစ်ခုကဒီနိုင်ငံကပစ္စည်းဖြစ်ပါတယ်တနည်းအားဖြင့်ဒီနိုင်ငံထုတ်ပစ္စည်းဖြစ်ပါတယ်အဲ့ဒါကိုပြောချင်ရင်တော့ဒီကိုရီဝナニナニのナニナニですကိုသုံးပါတယ်ဥပမာဒီကားကဂျပန်ကကားဖြစ်ပါတယ်ဆိုရင်これは日本の車ですこれは日本の車ですဂျပန်ရဲ့ကားဆိုဂျပန်ထုတ်ကားဖြစ်ပါတယ်ဒါဆိုရင်ဒီဘောပင်ကတရုတ်ကထုတ်တဲ့ဘောပင်ဆိုရင်ဘယ်လိုပြောမလဲこれは中国のペンですこれは中国のペンですဒီလိုမပြောချင်ရင်နောက်ထပ်တစ်မျိုးနဲ့これは何々製ですဆိုပြီးပြောလို့ရပါတယ်製ဆိုတာကတော့ထုတ်ဆိုတဲ့အဓိပ္ပာယ်ညမလို့ပေါ့နော်ဥပမာこれは中国製ですဒီဟာကတရုတ်ထုတ်ကုန်ဖြစ်ပါတယ်တနည်းအားဖြင့်မိကွန်းထုတ်ချင်တယ်ဆိုရင်တော့これはどこのペンですかဘယ်ဟာပန်ပါလဲ
မတ်ခုနှစ်ပတ်တန်ကကြတော့ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းကိုပြောတဲ့ခါကျရင်သုံးပါတယ်ဥပမာစာကြောင်းအနေနဲ့このネクタイは1500円ですこのネクタイは1500円ですဒါဆိုရင်ဒီ necktie ကယောက်ျားလေးဝင်တဲ့ necktie ပေါ့နော်ဒီ necktie က1500ဖြစ်ပါတယ်။အမှဆိုရင်ကျပ်လို့သုံးမိမယ်ဂျပန်မှာဂျပန်ရဲ့ currency က yen ဖြစ်ပါတယ်။ဒါဆိုရင်このボールペンは200円ですこのボールペンは200円ですဒီဘောပင်ကရန်200ဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ grammar pattern ခုနှစ်ခုကတော့ဒီလောက်ပါပဲဒီလိုလေးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဂျပန်သားနဲ့ပတ်သက်ပြီးတော့မသိနားမလဲဟာရှင်မိကိုလာပြီးတော့မေးလို့ရပါတယ်မိအဆင်ပြေတဲ့အချိန်ဗီဒီယိုလေးလုပ်ပြီးတော့ရှင်းပြပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်နော်